ပဲမင်္ဂလာပါရှင်ကိုကလောက်သွားတဲ့ချိန်က8နာရီခွဲဒါပေမဲ့အလောက်ဝင်ချိန်9နာရီပေါ့နော်ဟင်းနေတော့ပဲရမယ်ကိုကမချက်စားဘူးနော်ဘာလို့ဆိုတော့ဈေးဆိုင်လည်းမရှိဘူးဟင်းဒီဟင်းရွက်ဆိုင်ကလည်းစေကြည့်တယ်ကိုဝယ်စားလိုက်လို့ရှိရင်တော့ချက်တဲ့ထက်တက်တာတယ်လို့ခံစားရလို့အဲ့ဒါကြောင့်ဝယ်စားပါတယ်ရှင်လိုင်းနေ့တိုင်းလမ်းလျှောက်ရတဲ့လမ်းလေးပေါ့နော်လိုင်းဟိုတယ်အလောက်မှာအလောက်2လရရှိနေပြီပေါ့နော်အဲ့ဒီ2လတော့တွေ့မှာဗါတဲ့တင်ကန်းစာရခဲ့လို့ဆိုတာဟိုတယ်အလောက်အရန်ပင်ပန်းနဲ့တကယ်အရန်ပင်ပန်းနဲ့နိုင်လောက်ခဲ့ဘူးတို့မြောက်ဖုံးဆိုင်တို့လုပ်ငန်းတို့တော်တော်ကိုဟိုတယ်ကပူပင်ပန်းလို့ခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုတယ်အလောက်ပဲဆိုရင်လိုက်လို့ပင်ပန်းမတိတဲ့အချိန်မှာဟိုတယ်အလောက်ချင်တယ်ဆိုပြီးတော့ဟိုတယ်ဖြစ်နေတယ်အခုဟိုတယ်လည်းရောက်ရောအလောက်တော့ပင်ပန်းပါတယ်ကိုယူဆိုင်ပါလို့ဟိုတယ်လောက်မဆိုရင်ကိုယူဆိုင်ပါဒါပဲပြောချင်ပါတယ်ဟင်းဝယ်လာခဲ့ပြီပါပြီလူများလို့ပေါ့နော်ဗီဒီယိုမရိုက်ခဲ့ရအောင်ဟိုတယ်ရောက်နေပါပြီရှင်ဟိုတယ်အထက်ဝင်လို့ရှိရင်ဗမာဆိုင်တွေမန္တလေးဆိုင်တွေရှိပါတယ်15လမ်းကပါ15လမ်းအထက်ဘက်ဝင်လာလို့ရှိရင်လိုင်းတော့ဟိုတယ်ရောက်ပါပြီမနက်ထမင်းစားပြီးအလုပ်လုပ်ရတော့ပါမယ်ရှင်အရာတွေတက်ရှင်ရေးလုပ်ရတော့ပါမယ်အဲ့ရခင်းတဲ့အခါကျလို့ရှိရင်ညီလေးတေတလေးခင်းပေးရပါတယ်ကတင်ခင်းတဲ့အခါတေလေးတေချာဆွဲပြီးမှခင်းပေးလို့ရပါတယ်ကောင်းအောင်ဆိုရင်လည်းတေချာထည့်ပေးရပါတယ်ရေချိုးတဲ့ဘဝတွေတေထားပေးရပါတယ်လှအောင်ကပြင်ပေးရတယ်ပေါ့နော်မလှဘူးဆိုရင်နောက်တစ်ခေါက်ထပ်ပြင်ပေးရပါတယ်အခုပစ္စည်းတွေကိုတေချာတွေတုပ်ပြီးတော့နေရာတကျထားပေးရပါတယ်ရှင်ဖုံတွေမရှိအောင်တတ်ရှင်းပေးရပါတယ်ရှင်ကဖေးရဆိုရင်နေရာတကျတန်းစီပြီးတော့ထားပေးရပါတယ်တစ်ရှူပန်းထိုးပေးရပါတယ်အခန်းတစ်ခန်းလုံးပြီးတော့ပြီဆိုရင်ကျန်းတိုက်ပေးရပါတယ်ကျန်းတိုက်တဲ့အခါကျလို့ရှိရင်စပင်မွေးတွေဖုံတွေသစမတ်တခုမကြံကိုလုပ်ပေးရပါတယ်ပြီးလို့ရှိရင်ကိုကအခန်းစစ်ပေးရပါတယ်ပြီးတော့ပါပြီလှိုင်းရလက်ရလေးပါပစ္စည်းတွေမကြံအောင်ကိုတတိထားပြီးတော့လုပ်ပေးရပါတယ်ရှင်ဒီလိုမျိုးလေးထားပေးရပါတယ်ဒီနေ့ဗီဒီယိုတော့ဆုံးသက်တော့မယ်ဘိုင်ဘိုင်ဒီနေ့အခန်းထဲလို့ပါဗီဒီယိုရိုက်ပေးပါတယ်ရှင်